ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်။ပန်ဤရဲ့ Audio Book Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့ကံကောင်းတဲ့နေ့ဆိုတဲ့ရင်ခုန်စိတ်လှုပ်ရှားစရာဝတ္ထုကောင်းတွေတအုပ်ကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါခံစားနားဆင်ပေးကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ intro လေးပြီးသွားရင်စလိုက်ကြရအောင်ပါနော်။တညလုံးရွာတဲ့မူမနက်10 နာရီရှိနေပြီမတိတ်နိုင်သေးဒါကြောင့်တဲ့စိုးမိုးအိတ်ကောင်းကောင်းနဲ့အိတ်နေတာဖုံးဖွင့်ကြည့်မှကြည်သာဖုံးခေါ်ရမယ်သိတယ်အမလီဟဲငါနင်းကိုဖုံးခေါ်တာအဖြစ်ကြားလာပြီခုမှပဲပြန်ခေါ်ဖို့ရတော့တယ်အေးဟေမိုးအေးနဲ့ကွေးနေတာမသိတာလည်းမဟုတ်သိပါအေးနေခင်းဘက်အိမ်လာခဲ့哦တိုင်ပင်စရာရှိလို့အေးလာခဲ့မယ်ကြည်သာဆိုတာသူငယ်တဲ့နှစ်ကလေးကပေါင်းလာတဲ့တငယ်ချင်းသူ့နာမည်အပြည့်အစုံကကြည်သာဝင်းမြင့်တဲ့နောက်ကဝင်းမြင့်ကသူ့အဖေနာမည်ပေါ့ဒီကောင်ကငယ်ငယ်ကလေးကနည်းနည်းနှွေ10 တန်းအောင်ပြီးတော့အပီးတိုင်လွဲလိုက်တယ်လို့ပြောရမလားနာမည်ကိုတော့အပြည့်အစုံခေါ်ရင်မကြိုက်ဘူးကြည်သာလို့ခေါ်မှသဘောကျတာကြည်သာကတနာဖို့လဲကောင်းတယ်လို့စွာလဲစွာတယ်သူ့မှာတငယ်ချင်းအရေးချာဆိုလို့ကိုတယောက်တည်းရှိတာဆိုတော့တီးခံပြီးပေါင်းရတာပေါ့သူ့ဘဝကအမေတစ်ခုသားတစ်ခုသူ့အဖေဦးဝင်းမြင့်က10 တန်းနှစ်ကအရက်ကြောင့်စောစောစီစီလစ်သွားရတာဟဲ့ဆိုမို့ထမင်းမစားတော့ဘူးလားရေးကြီးတုတ်ပြာနဲ့ဘယ်သွားမလို့လဲမိုးတွေရောက်နေတာ哦မစားတော့ဘူးဖွာကြည်သာတို့အိမ်ရောက်မှစားတော့မယ်မစားဘူးဆိုလဲဟိုရောက်ရင်စားလို့ရအောင်ဟင်းလေးတော့ထည့်ယူသွားအောင်ဖွာကအဲ့လိုသူချက်ထားတာဆိုစားစီကျင်တာခုလဲဂျိုက်တွေအပြေးလွှားထုတ်ပြီးဟင်းတွေထည့်လေနေရဲ့မိုးကရွာနေပါတယ်ဆိုဆိုင်ကယ်မောင်းရင်တိုင်ပတ်အောင်မယ်အဖေနဲ့အမေကရုံးဝန်ထမ်းတွေခုချိန်ဆိုရုံးသွားကြပြီအဖိုးကတော့လမ်းထိပ်ဓမ္မယုံမှာပဲအချိန်ကုန်တာများတယ်အဖွားထည့်ပြီးတဲ့ဟင်းကြိုက်ကိုဆိုင်ကယ်ချင်းနဲ့ထည့်ပြီးထွက်ခွာမှာပဲမိုးကပိုပြီးတဲလာပြန်တယ်အိမ်ထဲလဲပြန်မွေစင်တာနဲ့ကြည်သာတို့အိမ်ပဲရောက်အောင်လာခဲ့လိုက်တယ်ဟိုရောက်ရင်ဟိုကောင်ကြည်သာအဝတ်တွေယူဖို့လို့ရတယ်လေကြည်သာရေကြည်သာမင်းကိုကြီးရောက်ပြီးတကားလာဖွင့်ပေးရောကြည်သာတို့အိမ်ကတထက်တိုက်အပူခြံဝန်းကလည်းနည်းနည်းကျဲတယ်ရှေ့ခြံတကားနဲ့အိမ်ထဲကကတ်နေတာဆိုတော့အော်ခေါ်နေကြခုလဲဒီကောင်ကိုရီးယားကကြည့်ရင်မျောနေတာလားမသိမိုးတန်လေးတန်နဲ့ခေါ်နေတာကိုတော်တော်နဲ့မကြားကြည်သာရေဟဲ့အောင်ကြည်သာတာဆိုမို့ရောက်လာပြီလား sorry သားရေအန်တီကနောက်မှာထမင်းဝိုင်းပြင်နေတာနဲ့မကြားတာမင်းတငယ်ချင်းကဈေးကိုခဏသွားတယ်အော်ဟုတ်အန်တီဒီကောင်ကျွန်တော်ကိုတော့ဖုံးဆက်မသွားဘူးကြည်သာတို့အိမ်ရောက်တော့ကြည်သာကိုမတွေ့ကြည်သာအမေအန်တီကေတီနဲ့သာတွေ့သည်အန်တီကေတီကအသက်ကြီးကြီးအမျိုးသမီးမဟုတ်ဘူးခုထိလူတုံးလှတုံးပြောရမယ်ဆိုကြည်သာနဲ့အတူတွဲသွားရင်မသိတဲ့သူတွေကမောင်နှမလို့ထင်နေကြတာကြည်သာအဖေဦးဝင်းမြင့်ကနွားအုံမျက်နှာကြိုက်ပြီးငငယ်လှလှလေးယူခဲ့တာဆိုတော့အန်တီကေတီခမငငယ်ရွယ်နဲ့မိုးဆိုးမဖြစ်နေရှာတာပေါ့ပြောရမယ်ဆိုဒါကလည်းကျွန်တော်ကြည်သာကိုတီးခံပြီးပေါင်းနေရတဲ့အကြောင်းပြချက်တစ်ခုပေါ့ဗျာတားရီဒီမှာအစိုးနဲ့အင်ကြီးလာလဲလိုက်အေးပတ်ဦးမယ်မင်းတငယ်ချင်းကဈေးသွားရင်တိတဲ့အတိုင်းတော်တော်နဲ့ပြန်လာတာမဟုတ်ဘူးဟုတ်အန်တီကြည်သာနဲ့ဈေးကိုတစ်ခါလိုက်ဘူးတယ်နောက်ပဲတော့မှမလိုက်ချင်လောက်အောင်ကိုစိတ်ပြက်သွားတာအထဲဆိုင်မန်သမျှဝင်ကြည့်တာဗျာပြီးတော့သူဝင်လိုက်ရင်မျိုးသမီးဝတ်ရောင်းတဲ့ဆိုင်တွေကြီးပဲပြီးရင်ဝယ်တာလည်းမဟုတ်ဘူးလေစိတ်ဝင်စားလို့ဝင်ကြည့်တာတဲ့ဆိုင်ရှင်တွေကဘယ်ကြိုက်မလဲခ
ခုလဲသူ့ရဲ့ပန်းနူရောင်တီရှပ်နဲ့အယောင်တောက်ပစိုးကိုမဝတ်ချင်ပဲဝေးရအောင်မယ်။sorry အန်တီကသားအဝတ်လဲပြီးထင်သွားလို့ကြည်သားရဲ့အစိမ်းရောင်တောက်ပစိုးအကွက်ကိုလှည့်ပတ်ကြည့်နေတော့အန်တီကေတီထွက်လာတာပြောရမယ်ဆိုကျွန်တော်ကလည်းတမင်ကိုလွတ်လပ်အကုန်ခွာချပြီးထွက်လာပါစေဆူတောင်းနေမိတာဆူတောင်းပြေသွားတယ်ပြောရမယ်မဟုတ်ရင်ကျွန်တော်အလှပြချင်နေတဲ့ငယ်ပေါင်းကြီးခေါ်ကိုအန်တီကေတီမတွေ့ပဲဈေးကပြန်လာတဲ့ကြည်သားနဲ့ပဲနှစ်ပါးသွားရမှာဟဲရောက်နေတာကြားပြီလားဟုတ်တယ်အလာတော့ကမိုးရေဆူသွားလို့နေအဝတ်တွေလဲနေတာငါလဲမိုးတအားရွာတော့မိုးခိုရင်ဆက်စုနေလို့ကြာသွားတာ sorry ပဲဒါနဲ့နေဟိုဟာမနဲ့ဈေးမှာတွေ့ခဲ့တယ်သိလားပြီးသူလားဟုတ်တယ်လေဘသူရှိရမှာလဲကောင်မကနေမပါလို့တော့မေးနေသေးတယ်ဒီနေ့ကံကောင်းတဲ့နေ့လားမသိကျွန်တော်သဘောကျနေတဲ့ကျောင်းတုံးကအလှပရင်မလေးမိသူကကျွန်တော်အကြောင်းမေးလိုက်တယ်ပြီးတော့စောစောတုန်းကအန်တီကေဒီကလည်း sorry သာပြောတာကြည်သွားတဲ့အကြည့်တွေကဝါးစားမတက်လေကြည်သားအမေဒေါ်ကေဒီကအိမ်မှာပဲအချုပ်ဆိုင်လေးဖွင့်ထားတာကြည်သားကျောင်းပြီးတော့ဘော်ဒါရီမှာစာလိုက်တင်တယ်လေဒီကောင်ကစာသင်ကောင်းတော့စာသင်ဝိုင်းတွေအများကြီးရတယ်ဒါကြောင့်လဲသားမိနှစ်ယောက်အတွက်လောင်းငါယုံတင်မကပူတော်ပူသေးတွေပြောရမယ်အန်တီကေတီကပြောရမယ်ဆိုကျုပ်ရှင်မင်းသမီးမေတန်းနုနဲ့ခက်စင်စင်ပြမျက်နှာအသွင်ပြင်းချိုးစားကအစရှင်ချထားရင်ရွေးရတော့ခက်အောင်မယ်ရွှေဦးကြီးနားထိဝဲပြန်နေတဲ့နတ်မောင်နဲ့သမင်ရှိမှာအရက်မနှိမ်မမြင်နဲ့အသားဖြူဖြူဆိုတော့ကျွန်တော်စိတ်ကူးအိမ်မက်တွေထဲမှာအမြဲလိုနေရာယူထားတာပေါ့ဦးဝင်းမြင့်ရှိတော့ကဒေါ်ဂီတီကဆိုင်ထဲမှာဈေးဖွင့်ထားကြခုကြတော့ဦးဝင်းမြင့်မရှိတော့တာရဲ့ကြီးသားကအမြဲလိုအပြင်ထွက်စားတင်နေရတာဆိုတော့အိမ်မှာပဲနေတော့တာဈေးဝယ်တာတော့တခါတလေကြီးသားမအားတဲ့အချိန်တွေဆိုကျွန်တော်ပဲဝယ်ပေးရတာလေချစ်တငယ်ချင်းလေးထဲ့စားနော်အမနာနဲ့ဒုအမေကနင်လာမယ်ဆိုလို့တေချာချက်ထားတာစားနေပါတယ်ဟာနင်ကလည်းဒါနဲ့နင်ငါ့ကိုတိုင်ပင်စရာရှိတယ်ဆိုတာထမင်းစားပြီးမှပြောမယ်တာထမင်းယူအောင်ကြည်သာနဲ့စကားကောင်းနေတာနောက်ကနေရောက်လာပြီးထမင်းအတင်းထည့်ပေးနေတဲ့ဒေါ်ကေတီကြောင့်လန့်သွားတာပေါ့အစားကဒေါ်ကေတီကိုထမင်းဝိုင်းမှာမမြင်လို့စိတ်ထဲနည်းနည်းစိုးရိမ်နေတာနောက်ကနေရောက်လာပြီးထမင်းထည့်ပေးသလိုနဲ့သူ့စနေနှခိုင်ကိုအတင်းမိတ်ဆက်ပြီးတော့မှပဲစိတ်သက်သာရတော့တယ်ခုတော့မြင်သာမြင်မကျင်ရခဲ့တဲ့ထင်သာမြင်သာလွန်းတဲ့စနေနှခိုင်ကိုညီးဆန်းခွင့်ရခဲ့တော့ကျွန်တော်မှထမင်းဆိုင်ဥစ္စာဆောင်နေရတာပေါ့ဗျာတာထမင်းပကံတွေထားခဲ့အန်တီဆေးလိုက်မယ်မင်းဟာကလည်းနော်ဘေးစင်မှာပကံတွေဆေးနေတဲ့ဒေါ်ကေတီကိုစားပြီးသားထမင်းပကံသွားပေးတာနီးနီးကက်ဆိုတော့မျောလင့်ထားတဲ့အတိုင်းသူ့ပကံကိုလှည့်ယူမှာနောက်ကိုတထွာလောက်ပူနေတဲ့ရွှေဝကြီးကငယ်ပေါင်းကြီးဖော်နဲ့တွေးကြတာပေါ့ sorry ပါအန်တီရဲ့ထမင်းဝိုင်းမှာအန်တီကြီးဆယ်လိုက်တော့ကျွန်တော်မှကြီးသားမြင်မှာဆိုလို့ရှေ့တောင်မထွက်ရဲဘူးအမလီကိုရောချောစကားတွေတက်နေတာခဏနေကြီးသားစာတင်သွားမှာတွားစကားသွားပြောကြည့်အောင်မင်းတငယ်ချင်းကတိုင်ပင်စရာရှိတာနားထောင်လိုက်အောင်စိုးမို့လာတော့လေဘာတွေလုပ်နေတာလဲအေးလာပါပြီဟာလက်ဆေးနေလို့ဒီနေ့ကစနေနေ့ဆိုတော့ညနေကြည်သာစာသင်ချိန်ရှိတာကိုမေ့နေတာအန်တီကေတီပြောမှပဲသတိရတော့တယ်ပြီးတော့သူပြောပုံအရဆိုအနှစ်အလားလားမှတ်ခဲ့တဲ့ရွှေအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်ခွင့်ရတော့မှသိကြတယ်လေဒါကြောင့်လေကြည်သာပါပဲပြောစိတ်ရှိနဲ့ကိုနားထောင်လိုက်အောင်မယ်ငါလာမဲ့သတင်းကြိုကြောင်ပေးရဲ့ကိုရန်ကုန်မှာရက်တူတင်တဲ့တခုသွားတက်မလို့လေအမေ
ထူးထူးဆန်းဆန်းပါလားဘာတင်တန်းတော့ဟုတ်တယ်ဒီဇိုင်နာတင်တန်းလေအမေကလည်းဆက်ချုပ်တာဆိုတော့ငါလည်းစိတ်ဝင်စားတာနဲ့တက်ကြည့်မလို့အေးဟုတ်သားပဲကောင်းတာပေါ့ခုခေတ်ကဒီဇိုင်နာတွေအလုပ်ဖြစ်နေတာနင်သာကျွမ်းကျင်သွားရင်တထေးတောင်ဖြစ်နိုင်တယ်ကောင်းတာပေါ့လုံးမနေနဲ့ငါတင်တန်းသွားရင်အမေတယောက်တည်းကြံခဲ့မှာဆိုတော့နင့်ကိုပဲအကူအညီတောင်းအောင်ပါနင်အိမ်မှာလာနေပေးနိုင်မလားလို့အာနင်ကလည်းပြောစရာလူတွေလားကူညီရမှာပေါ့နင်သာတထေးဖြစ်သွားရင်ငါ့အောင်မမေ့နဲ့ကောင်းစုပ်စကားအကောင်းပြောနေဖောက်လာပြန်ပြီကဲတံပြာရီတောက်လိုက်အောင်နှစ်ယောက်လုံးမိုးမိထားတာဆိုတော့အေးပတ်နေအောင်မယ်ကြည်သားနဲ့စကားအကောင်းနေတော့တံပြာရီလာချပြီးတော့အတိတ်ပဲပါတဲ့အကြည့်တွေနဲ့ပြုံးပြနေတဲ့ဒေါ်ကေတီကြောင့်10 တန်းဆောင်ဝဲဖြေတော့ကအဆင်းကိုတော့ပြန်ရောက်သွားသလိုပဲအမေတားစာတင်သွားတော့မယ်ဟဲ့ဆိုမို့ငါနင်းဆိုင်ကယူသွားမယ်ငါပြန်လာတဲ့အထိဆောက်တနာရီပဲကြာမှာပြန်လာရင်နင်ကြိုက်တဲ့တက်ကြော်ဝဲခဲ့မယ်နော်ချစ်တငယ်ချင်းလေးအေးရတယ်ငါဒီညအိမ်ပြန်မအိပ်ဘူးဟာတကယ်လားကောင်းတာပေါ့ကိုရီးယားကကြည့်ဖို့အဖို့မရှိတာနဲ့အတော်ပဲဘောလုံးပွဲကြည့်ချင်လို့ပါဆိုမင်းကလည်းဘောလုံးပွဲမလာခင်ကြည့်လို့ရတာပဲပြောဆူနဲ့ကြည်သားတယောက်စာတင်ဖို့ဦးမြူပြီးထွက်သွားလေရဲ့ခြံတကားပိတ်ပြီးကျေလောင်လုံးတဲ့ရင်ခုန်တန်တွေနဲ့အတူအိမ်နောက်ဘက်ကိုချီတက်ခဲ့တာပေါ့သူမဘာလုပ်နေမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့မိကုန်းတွေနဲ့အတူကျွန်တော်ခြေလမ်းတွေကလည်းမပြေးပဲနဲ့ပြေးနေသလိုပါပဲတွေ့ပါပြီကျွန်တော်ရဲ့ဘရင်မမိဆက်ရာရွှေနှန်းဆောင်ထက်မှငြိမ်သက်စွာလဲလျောင်းရင်အပြုံးတွေနဲ့ကြိုးဆိုနေတာဒီအချိန်မှာကျွန်တော်သိတာစနေနှခိုင်နဲ့ပန်းပွင့်ကြီးတွေပဲအတွေ့အကြုံမရှိပေမဲ့စစ်မရောက်ခင်မြားမကုန်အောင်တော့ကျွန်တော်ကစားတတ်တယ်ခုလဲအသင့်ပြင်းနေရယူရင်ကြွရွနေတဲ့အလှတွေထက်မှာတားဆိုမို့ဘာလုပ်နေရလဲအကုန်သားထဲလိုက်ကွာချမ်းမထားနဲ့ဘလို့ပဲအာတင်ထားပါစေအရှုံးပေးလိုက်ဖို့ထိုက်တန်လွန်ပါတယ်ဒါပေမဲ့ဒါဟာအစပဲလေကျွန်တော်မှစူးစမ်းဖို့အခွင့်အရေးအများကြီးရှိသေးတယ်မဟုတ်လားလှပလုံးယုံတင်မဟုတ်ဆွဲဆောင်အားကောင်းလွန်တဲ့ပန်းပွင့်ကြီးကဝဲကြက်ကြီးတစ်ခုလိုကျွန်တော်ကိုတဖြည်းဖြည်းဝါမျိုးသွားခဲ့သလိုပါပဲကျိုးတစ်ချောင်းရဲ့တင်းကျပ်တဲ့ချီနှောင်မှုဆိုပေမဲ့နူးညံ့တဲ့တေးသွားတစ်ပုတ်လိုကျွန်တော်ထက်ခါတလဲလဲပြိုလဲနေမိတယ်အပြင်မှာရွာနေတဲ့မိုးဆက်တွေနဲ့အတူဒီနေ့မှရောက်ရှိလာတဲ့ကံကောင်းခြင်းတွေကိုဘယ်တော့မှအဆုံးမသတ်ဖို့မျှော်လင့်နေမိတယ်။ကျေနပ်ပျော်ရွှင်မှုအပြည့်နဲ့အိပ်စက်နေတဲ့သူမရဲ့မျက်နှာတော်ကိုငေးရင်ကျွန်တော်ဘလောက်ထိအိပ်ပျော်သွားတယ်မသိ။ကြည်သာရဲ့ခေါ်သံကြားမှာအပြေးလွှာထားလိုက်ရတယ်။ဟဲအိပ်ပျော်နေရလား။ဟုတ်တယ်။ဘာပဲပြောကြည်သာဝယ်လာတဲ့ကြက်ကြော်ကိုစားရင်ညာခရီးအတွက်အားမွေးဖို့ဆုံးဖြတ်လိုက်မိတယ်။တရင်ကျို့ဆောင်ပေးရဲ့မြင်မြန်ရောက်ဖို့ကိုလည်းဆုတောင်းနေမိတာပေါ့။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။စာအုပ်လေးကိုသဘောကျကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးအားပေးသွားကြပါဦးရှင်။